အနာဂတ်မှာမြမရုပ်ရှင်လောကကိုလွှမ်းမိုးသွားနိုင်ပွဲရှိတဲ့ထိပ်တန်းမင်းသမီး၄ယောက်မြမရုပ်ရှင်လောကမှာမင်းသမီးတွေကတစ်ခေတ်ပြီးတစ်ခေတ်မျိုးဆက်တွေကပြောင်းလဲလာပါပြီအရင်ရှေ့ခေတ်မင်းသမီးတွေကနေတက်မွန်မြင့်ဝင်းမုံရွှေရီဖွေးဖွေးစားတဲ့ခေတ်တွေကုံဆုံးလို့အခုဆိုရင်တော့မျိုးဆက်သစ်မင်းသမီးတွေခေတ်ကိုရောက်ရှိနေပါပြီဒီဗီဒီယိုထဲမှာတော့မြန်မာရုပ်ရှင်လောကကိုလွှမ်းမိုးသွားတော့မဲ့ထိပ်တန်းမင်းသမီး၄ယောက်ကိုတင်ဆက်ပေးသွားမှာပါအနာဂတ်မှာထိပ်တန်းမင်းသမီးဖြစ်လာမယ်လို့ခံမှန်းခြင်းခံနေရတဲ့မင်းသမီးတစ်လက်ကတော့ Novel ရထားပါချစ်စရာမျက်နှာအမူအရာလေးကိုပိုင်ဆိုင်ထားတဲ့တရုတ်ဆောင် Novel ရထားကလက်တလုံးမှာလွှမ်းပိုင်တဲ့ကိစ္စပြဿနာတက်နေရဆိုပေမဲ့မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ်နဲ့ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုရိုက်ကူးနေရတယ်လို့နောက်နှစ်တွေမှာလည်းမြန်မာနိုင်ငံရဲ့နံပါတ်1မင်းသမီးအဖြစ်ဆက်လက်ရပ်တည်နေမှာအသေးချာပဲဖြစ်ပါတယ်နောက်ထပ်အနာဂတ်မှာထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ်နာမည်ကြီးလာပွဲရှိနေတဲ့မင်းသမီးကတော့သဲစုငိမ့်ပါအားလုံးသိကြတဲ့အတိုင်းအခုဆိုရင်တော့သဲစုငိမ့်ကအလှမဲ့တစ်ယောက်ကနေထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ဖို့တာဆူနေပါပြီအထူးသဖြင့်သဲစုငိမ့်ရဲ့နောက်မှာဝင်းရံနေကြတဲ့တနိုင်ငံလုံးကပရိသတ်တွေရှိနေတာကတကြောင်သဲစုငိမ့်ရဲ့ခက်ချေချေအမှုအရာတွေရရင်နဲ့ဟန်ပန်တွေကြောင့်လည်းရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေရုပ်ရှင်ထုတ်လုပ်ရေးပရိုဂျူဆာတွေနာမည်ကြီးဒါရိုက်တာတွေကသဘောကျနေကြပါတယ်သဲစုငိမ့်ရဲ့ပြောပြချက်အရအခုလက်ရှိအချိန်မှာသဲစုငိမ့်ဟာ Lucky 7 Bobo Entertainment စတဲ့နာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီးရုပ်ရှင်ဇာတ်ကား25ကားထိရိုက်ကူးဖို့ရှိနေရဖြစ်ပါတယ်။ဒီလောက်ထိများပြားတဲ့ရုပ်ရှင်ဇာတ်ကားပမာဏကိုအခုလက်ရှိနာမည်ရနေတဲ့ထိပ်တန်းမင်းသမီးကြီးတွေတောင်မရိုက်ရပါဘူး။ဒါကြောင့်အခု2025ခုနှစ်မှာသဲစုငိမ့်ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားတွေအများအပြားကိုကြည့်ရှုရဖို့ရှိနေတယ်လို့သဲစုငိမ့်ရဲ့အရေးချင်းပေါ်မူတည်ပြီးတော့လည်းနိုင်ငံကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်နိုင်ပွဲရှိနေပါတယ်2025ခုနှစ်အတွင်းမှာထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာနိုင်ပွဲရှိနေတဲ့နောက်ထပ်မင်းသမီးလေးတစ်လက်ကတော့ချူလေးပါMRTV4 ရုပ်သံကနေနာမည်ရလာတဲ့တရုတ်ဆောင်ချူလေးဟာထိပ်တန်းမင်းသမီးအဖြစ်နာမည်ကြီးပြီးတော့တဟုန်တိုးထိပ်တန်းမင်းသမီးဖြစ်လာသူမဟုတ်ပါဘူး။ဒါပေမဲ့လည်းသူမရဲ့အနုပညာအရည်အသေးတွေကိုရုပ်သံဇာတ်လမ်းတွဲတွေမှာဖြည်းဖြည်းချင်းပြသထားနိုင်ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာချူလေးကရုပ်ရှင်ဇာတ်ကားကြီးတွေမှာခက်စိတ်စိတ်နေရာရလာသလိုသူမကိုယ်တိုင်ကလည်းမိမိရတဲ့အခွင့်အရေးကိုအကောင်းဆုံးစူးစမ်းနိုင်သူဖြစ်ပါတယ်။ဒါကြောင့်ချူလေးကအခုနှစ်မှာဇက်ဘုတ်အကယ်ဒမီဆုရသွားသလိုလာမယ့်နှစ်တွေမှာလည်းထိပ်တန်းမင်းသမီးတစ်လက်ဖြစ်နိုင်ပွဲရှိနေပါတယ်။နောက်ထပ်2025ခုနှစ်တွင်းမှာထိပ်တန်းမင်းသမီးဖြစ်လာနိုင်မဲ့မင်းသမီးတစ်လက်ကတော့ဆရာဝန်ဘဝကိုရောရုပ်ရှင်တရုတ်ဆောင်ဘဝကိုပါပိုင်ဆိုင်ခွင့်ရထားတဲ့ပိုးမမီတာပါပိုးမမီတာကအနုပညာလောကမှာဝါနူတေးတဲ့တတိစတရုတ်ဆောင်တယောက်ဆိုပေမဲ့မနှိမ့်တဲ့အနုပညာအရည်အသွေးတွေကိုပြသထားနိုင်ပါတယ်ဒါကြောင့်လည်းဝါရင်တရုတ်ဆောင်ဆွမြတ်သူစာကိုယ်တိုင်ကပိုးမမီတာကိုတတိစအနုပညာရှင်တွေတဲကအကောင်းဆုံးအကယ်ဒမီဆုပေးလို့ရရင်ပေးခြင်းတယ်လို့ချီးကျူးခဲ့တာပဲဖြစ်ပါတယ်ပိုးမမီတာကအခုနှစ်မှာမင်းသားနေတိုးနဲ့တွဲဘက်ရိုက်ကူးခွင့်ရတဲ့နှောင်ရုပ်ရှင်ဇာတ်ကားကြီးမှာအကောင်းဆုံးသရုပ်ဆောင်နေတာကြောင့်ပိုးမမီတာကလာမယ့်ခုနှစ်တွေအတွင်းမှာထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာနိုင်ပွဲရှိနေပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကရောသဲစုငိမ့်ချူလေးပိုးမမီတာနဲ့နော်ဖော့ရထားစတဲ့မင်းသမီး၄ယောက်အနက်ဘယ်သူကမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးဖြစ်လာမယ်လို့ထင်ကြပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါဦးနော်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။